ကြီးရောဝေးမယ်နော်ကျွန်တော်အဲ့လိုអော်ရင်ကိုချစ်ထွက်လိုက်တော့နော်ဟုတ်မှာဟုတ်မှာစမ်းမယ်နော်ဟုတ်ကြည့်လိုက်လားရှင်ဘုံဒီမောင်ရုပ်သိဖတ်ပါတော့ရှေ့ရနော်ပြည့်တယ်မင်းသားတက်နေပြီလို့ဝယ်ယူကြပါမယ်နော်သူတောင်ရှိနေသူလည်းမတည့်ဘူးခဏရုပ်သေးဘယ်ရုပ်သေးလဲစိုက်ကြအောင်ကျုပ်ကကြွားလာတာဦးလေးရမနောက်ပါနဲ့ဒီကမော်တယ်လုံးဘာလို့ကောက်အောင်ဆိုလက်ခုပ်တန်လေးလုပ်ပါအောင်ဘူးစတော်လေးနဲ့ရှိတာကျုပ်ရုပ်သေးကပြောင်းနေလို့ရုပ်သေးနေရတယ်ခဏလေးသေးအောင်ဆောင်ပြီးတော့မမတို့အားနာလိုက်တာဗျာမော်တယ်လုံးကိုကြည့်ကျင်တာခဏလေးပါဟုတ်ကဲ့ပါပေါ့နော်ဘယ်လိုကျွန်တော်ခဏလေးရုပ်သေးနဲ့ပြောတိုးဆွဲမယ်ဒီရှိဖုန်းနဲ့နှုတ်တာပို့ရမှာဒါတော့နည်းနည်းလေးနောက်ဆုတ်ပြအောင်ဒါလည်းမင်းသားတက်နေမော်ဒယ်လုံးသူနဲ့ကြမှာရုပ်ဖြစ်ခဲ့ဟုတ်ပြီဒီလိုရလားဒီလိုတိုက်မယ်ဒါလည်းမရသေးဘူးနည်းနည်းကိုလေးရတာပါဟုတ်ပြီဘယ်လိုလဲတော့တူသွားပြီအဲ့ဒါဒီလိုပါအမေရနော်ကိုချလုံးလေးဟုတ်တယ်လားလုံးချက်ကျိုးလုံးချက်ဆိုတော့ကျိုး
ကနေမလုပ်ပါနဲ့လူစတော့သွားတယ် စိတ်ကမရှိတော့ဘူးခင်ဗျာဒီကပြောင်းတော့ကျွန်တော်ကြောက်ကျွန်တော်ချက်ဟုတ်တယ်ကျွန်တော်ကြောက်โอเคကြီးပဲကြောက်ခင်ဗျားတော့ကျွန်တော်ဒီလောက်နဲ့တိုက်ပြီးသားအဲ့တိုင်းတော့မှတ်လို့တော့အောင်ဆိုင်ပြုတ်ရုပ်သေးရခဲ့ပြီဟုတ်လားကမယ်အင်းသားတွေလို့နော်ပေါ့တန်တချင်းနဲ့မကောက်ဘူးဘလာတိုင်းလို့ပြီးသွားတယ်တိုင်းလို့အဲ့လိုပြီးတဲ့ဘလာတိုင်းထဲမှာငါရုပ်သေးကိုရအောင်ကောက်မဲဟုတ်တယ်ခဏရှက်မလို့နော်ဟုတ်တယ်ခဏရှက်ခွင့်ပါနော်အဲ့ရှက်ခွင့်မယ်လေဟုတ်တယ်မှန်မယ်ကြည့်မယ်ဟုတ်ပြီဟုတ်တယ်ကမှကြားသေးတယ်မရှိဘူးအားမရှင်းနေတာတကယ်ဟုတ်ပြီနော်ဟုတ်တယ်ဆိုင်တယ်ပြီးသွားတဲ့ဘလာတိုင်းဟုတ်ပြီအဲ့တော့ခဏလေးအောင်ဆိုရင်းနဲ့ဟုတ်တယ်ခဏလေးပါဒီနေ့လေးစစ်ချတယ်အားများတယ်လို့ဒီဘက်လေးလို့ဒီကဲတော့ဘယ်တော့ခင်ဗျဝိစုံကားကတော့များတယ်ဒါပြီ ready နော်ဒါတော့စမယ် ကိုယ်လက်ခုပ်တီးရမှာနော် ရံမြန်လို့ဒီကညောင်းလာ လူကြီးကစကားပြောရအောင်လူကြီးကစကားပြောနှစ်ချက်တော့ပိတ်ရလားလွယ်တာဘုံဘုံလေးဒီဘက်ထိပ်ကြီးမင်းဖေကဒီဘက်ချတယ် မင်းဖေရတယ်နောက်မျက်လုံးမပါဘူးကိုကကို ကျွန်းလွယ်တာခင်ဗျာကွမ်ကွမ်ဘာလို့ပြောနေတာလဲနော်ဒီကမမနေရဘူးဟုတ်ပြီ ညလုံးအဲ့ဒါလေးပြည့်ထားတယ်နော်လာပြီဟော